မလေးရှားရောက်နေတဲ့လူတွေတော်တော်များများသိထားတဲ့မလေးငွေ15သိန်းကျော်လိမ်ပြီးထွက်ပြေးသွားတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်ဆိုတော့သူကမြန်မာဆိုင်ဆိုပေမဲ့တတိယတော့မြန်မာမဟုတ်ဘူးဆိုပြီးတော့ဟိုးရင်တွေကသူကကြိုပြောထားခဲ့တယ်ကြိုပြောထားခဲ့ပြီးတော့တတိယဆိုင်အတွက်အရင်ကြီးထုတ်ပေးထားတာဒီမှာမြန်မာပစ္စည်းရောင်းတဲ့အတွက်ကျမတို့မြန်မာဆိုင်ဆိုပြီးတော့လွှဲထားတယ်ဆိုပြီးတော့သူကအစတွေကသူ့မှာရှောင်းတိန်ကိုအကွက်ကကြိုးပြီးပြင်ဆင်ထားပြီးသားပါအခုကလည်းလူတော်များများအလင်ခံရတာကမြန်မာနိုင်ငံကိုငွေလွှဲတဲ့ပတ်စံတွေကောက်ပြီးတော့ထွက်ပြေးသွားတာပေါ့နော်ဒီကိစ္စဒီမှာနေမပြီးမှာတော့မဟုတ်ပါဘူးသူလိုက်တဲ့လူတွေလည်းလိုက်ကြမှာပါဘာဖြစ်လို့လဲဆိုတော့သူလိန်သွားတဲ့ပတ်စံတွေမှာငလျင်ပေးအလှငွေတွေလည်းပါသွားတယ်လို့ပြောပါတယ်ဒီအတွက်ကဒီအလှငွေတွေအတွက်နဲ့တော့စားရည်တယ်ပေါ့နော်စားရည်တယ်နောက်ပြီးတော့စားရက်တယ်ပေါ့တေချာပြန်စဉ်းစားကြည့်ရင်တော့စားတင်လားမစားတင်လားစဉ်းစားပြီးမှလုပ်တင်တယ်ဘလို့အကြောင်းအရာမျိုးပဲရှိရှိအလှငွေနဲ့ပတ်သက်တဲ့ငွေတွေပါသွားတယ်အလှအတွက်ငွေတွေပါသွားတယ်ဖြစ်တဲ့အတွက်ဒါတွေကတိုင်းရည်မှုတွေပါပဲကျွန်တော်ဘုရားဘာသာအနေနဲ့ကြည့်မှာနော်ဆိုတော့ဘယ်ဘာသာအနေနဲ့ဆိုဒါကြီးကတော့မလုပ်တင်ဘူးလို့ပဲမြင်မိပါတယ်ဒီဆိုင်ကတော့မလေးရှားနိုင်ငံမှာကျန်ခဲ့တဲ့လကလေးငွေ15သိန်းလိမ်လည်ပြီးထွက်ပြေးသွားတဲ့ဆိုင်မှာတော်တော်များများလည်းသိကြမှာဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့လူတွေကပတ်စံလွှဲမယ်ဆိုလို့ရှိရင်မြန်မာဆိုင်ဒီမဲ့သွားလွှဲကြတာများတယ်ဒီဆိုင်ကနည်းနည်းတစ်နှစ်လောက်ဆိုင်လုတ်တက်လေးရလာပြီဆိုလို့ရှိရင်အဲ့ဆိုင်ကိုသူကယုံကြည်လာပြီးတော့လွှဲဖို့ဥစားဖြစ်လာကြတယ်ပေါ့နော်ဒီမှာဒီလိုလုတ်တဲ့လူတွေရှိတဲ့အတွက်တကယ်ကောင်းကောင်းဝယ်လုပ်နေတဲ့ဆိုင်တွေလည်းနာမည်ထိလိုက်ပါတယ်တခုကတော့ဂျိုးမပါဘူးဆိုတဲ့အတိုင်းဘယ်သူမှတော့တိကျမသိနိုင်ဘူးဆိုတော့အခုဒီဘက်ခေတ်မှာကျွန်တော်တို့ပတ်စံလွှဲဖို့အတွက်ကအရင်အခက်အခဲဖြစ်နေကြတဲ့လူတွေအတွက် Magentrade account ရှိလို့ရှိရင် Magentrade ကနေပြီးတော့ KBZ ကိုလမ်းလွှဲလို့ရတယ်နောက်ပြီးတော့ InstaPay account တွေပါရှိလို့ရှိရင် KBZ ကိုလမ်းလွှဲလို့ရတယ်ပေါ့နော်နောက်ပြီးတော့တခြား IMB တို့ဘာလို့ဒီနိုင်ငံ company ပိုင်နေရာတွေမှာလွှဲလို့ရတယ်ဆိုတော့ကျွန်တော်ပြန်ပြောပြမယ် Magentrade က online မှာရှာကြည့်လိုက်ပါ Magentrade account ဖွင့်ပြီးသွားလို့ရှိရင်လေမြန်မာနိုင်ငံ KBZ ကိုကိုယ့်ဘာကိုဖုန်းနဲ့နေလွှဲလို့ရတယ်အခုငလျင်တန်ခံရတဲ့အချိန်တွေမှာဆိုလို့ရှိရင် Magentrade ကဝင်လွှဲကြတာမရှိဘူးနောက်ပြီးတော့ငွေစည်းလည်းအရန်กว่าတယ်ငွေစည်းမြင့်မရမှာပေါ့နော်နောက်ပြီးတော့ InstaPay ဆိုလို့ရှိရင်လည်းဒါတွေအကုန်လုံးတော့ money changer တွေပေါ့နော် InstaPay ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံကိုပတ်စံလွှဲလို့ရတယ် KBZ ကိုလွှဲလို့ရတယ်ပေါ့နော်အဲ့လိုလုပ်ပုံလုပ်နည်းအစင်းတွေပေါ့ online မှာရှာကြည့်လို့ရှိရင်အရန်လွယ်ကူတဲ့ဟာတွေပါဒါမှမခက်ခဲဘူးကိုယ်တိုင်နည်းနည်းစူးစမ်းအားထုတ်မှုတွေလုပ်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်လုပ်လို့ရတဲ့လုပ်ငန်းအလုပ်တွေပေါ့နော်ကိုပါအရန်ခက်ခဲမြန်မာဆိုင်မှာသွားလွှဲဖို့အခက်ခဲရှိတယ်ဆိုရင် ID လမ်းလေးတွေတုံးပြီးတော့လွှဲလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတာပါဘာလို့ဆိုတော့အများကြီးကျွန်တော်မြန်မာတွေအလိန်ခံရတဲ့အလိန်ခံရကြရင်တိတ်ပြီးတော့အဆင်မပြေဘူးသိတယ်မလားဆိုတော့ကျွန်တော်အရင်ဗီဒီယိုတွေတင်ခဲ့ဘူးတယ်ဘာဖြစ်လို့အလိန်ခံရတယ်ဘယ်လိုအချက်တွေကြောင့်အလိန်ခံရတယ်ဆိုတော့ကျွန်တော်ခဏပြောပြတာတွေလည်းရှိပါတယ်အဲ့လိုအလိန်မခံဖို့အတွက်ကိုယ်တိုင်ကတိတင်တာတိထားမှအဆင်ပြေပါနောက်ပြီးတော့အဲ့လိုလူတွေကအဲ့လို online ပေါ်မှာပစ္စည်းတွေချပြသုံးပြဖြုံးပြပျော်ပြအဲ့လိုတွေဆိုလို့ရှိရင်အရန်ကိုအထင်ကြီးပြီးတော့သဘောတွေကြပြီးတော့ယုံကြည်ရလောက်တယ်အမှန်တကယ်အဲ့လိုမဟုတ်ဘူးလူတယောက်ရဲ့ယုံကြည်ရတယ်မယုံကြည်ရအောင်ဆိုတာသူ့ရဲ့နောက်ကျောင်းနဲ့လည်းဆိုင်လို့သူ့ရဲ့စကားပေါ်ဘယ်လိုမူတည်လဲဆိုတော့ကိုကသူစကားပေါ်မှာတာဝန်မှုတောင်းခံမှုဘယ်လောက်ရှိလဲဆိုတော့လိုက်ပြီးတော့လူအကြောင်းအကြာပေါင်းကြည့်မှသိမှာလေအဲ့တော့မှရေရှည်ကြာဘယ်လိုရက်တည်ထားလဲဆိုတော့ကြည့်မှသိတာအခုတော့မဟုတ်ဘူး line ပေါ်ရောက်တာဘယ်လောက်မှမကြသေးဘူးမရှိတာတွေချပြဒီမလားသွားပြစားပြအဲ့လိုမျိုးပြောပြပါပြဆိုလို့ရှိရင်ဒါယုံကြည်ရလောက်တဲ့အဆင့်တွေမှာပါတာမဟုတ်ဘူးအဲ့ဒါကဆိုတော့အခုကျွန်တော်ပြချင်တာကတော့မြန်မာနိုင်ငံကိုပတ်ဆက်လွှဲဖို့အခက်အခဲဖြစ်လို့ဆိုပြီးတော့အဲ့လိုမယုံကြည်ရတဲ့ဆိုင်မှာသွားလွှဲမိလို့အလိန်ခံရတဲ့မြန်မာတွေအတွက်တကယ်လို့ပတ်စံလွှဲဖို့အခက်အခဲဖြစ်တယ်ဆိုလို့ရှိရင် Magentrade account တို့ InstaPay တို့ကိုယ့်အကူဖွင့်ပြီးတော့ကမ္ဘောဇဘဏ် KBZ ဟိုဒါတိုင်းလွှဲလို့ရတယ်ဆိုတော့လည်းတစ်ချက်ပြောပြတာပေါ့နော်နောက်တစ်ခုကတော့အဲ့လိုမျိုးထပ်ပြီးတော့အလိန်မခံအောင်တတိရှိကြဖို့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ဆိုတော့ဒါကတော့မလေးရှားနိုင်ငံမှာအလှငွေတွေပါလိမ်ပြေးသွားတဲ့မလေးငွေ15သိန်းလိမ်ပြေးသွားတဲ့သတင်းလေးပဲဖြစ်ပါတယ်ဆိုတော့တီးပြီးသားလူတွေလည်းအတီးမှာမသိရသေးတဲ့လူတွေဆိုလို့ရှိရင် TikTok မှာရှာရိုက်ကြည့်လိုက်ပါဒီဟာကိုတွေ့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်